အဲ့လိုမျိုးကိုတကယ်ဒါကိုလုံးနေရရင်ပျော်ရဆိုတော့ခံစားချက်ကိုပေးတဲ့အရာတခုနယ်ပယ်နှစ်ခု match လုပ်ပြီးတော့ကို passion ရှိတဲ့အရာတခု career အနေနဲ့ပြောင်းလဲလိုက်တဲ့ပုံစံမျိုးကိုတိုင်းဘာဝါသနာဘာလဲဆိုတာလည်းမသိဘူးဆိုတော့မသိဘူးဆိုလို့ရှိရင်ဒါပြဿနာကြီးကြုံလာရောဗျာHello ကျွန်တော်နာမည်ကတော့မင်းညွတ်စင်ပါကျွန်တော်နာမည်ကတော့မြမေဟိန်ပါဆိုတော့ကျွန်တော်တို့ဒီနေ့ကအလုံးနဲ့ကျွန်တော်ဝါသနာနဲ့ဘယ်လိုမျိုးတွက်ဖက်ပြီးတော့သွားမလဲဆိုတဲ့အကြောင်းအရာတွေကိုအဓိကထားပြီးပြောသွားမှာဖြစ်ပါတယ်တော့ကျွန်တော်တို့ဒီpassion လို့ပြောတဲ့နေရာမှာကျွန်တော် passion ကိုဘယ်လိုနားလဲပေါ့နော်အဲ့ဒါလေးအရင်ပြောလိုက်အောင်ဆိုတော့ passion ပေါ့နော် passion ဆိုတဲ့အရာကျွန်တော်တို့ငငယ်တွေကနေပြီးတော့ဖြစ်လာရပဲဖြစ်ဒါမှမဟုတ်ရင်အသက်ကြီးလာမှဖြစ်လာရဖြစ်ကိုတကယ်စိတ်အားထက်သန်တဲ့အရာတခုပေါ့နော်အဲ့လိုမျိုးကိုတကယ်ဒါကိုလုံးနေရရင်ပျော်ရဆိုတော့ခံစားချက်ကိုပေးတဲ့အရာတခုကျွန်တော် passion လို့ခေါ်ရပေါ့နော်အဲ့လိုတော့ကျွန်တော်နားလဲတယ်ဆိုတော့ဟုတ်ကျွန်တော်အနေနဲ့ကလည်းဒီလိုပါပဲကျွန်တော်တို့လုံးဒီအလုပ်တစ်ခုကိုလုပ်နေတဲ့အခါမှာကျွန်တော်တို့ကပျော်ရဲဆိုတာတက်ပို့ပြီး enjoy ဖြစ်တယ်စိတ်အားထက်သန်တယ်ပေါ့နော်ဒီအလုပ်တစ်ခုကိုကျွန်တော်ကတော့ passion လို့ယူဆတယ်ဆိုတော့ passion ပေါ့နော် passion လို့ပြောလိုက်တဲ့အခါမှာကျွန်တော် hobby ဆိုတာလည်းကျွန်တော်တို့မေးစရာရှိလာပေါ့နော် passion နဲ့ hobby တွေကဘာတွေကွာခြားမှုရှိလဲပေါ့နော်ကျွန်တော်အနေနဲ့ကတော့ hobby ဆိုတာကျွန်တော်အပြင်းပြေပေါ့နော်လုပ်နေကြတငယ်ချင်းတွေနဲ့ပဲဖြစ်တယောက်တည်းပဲဖြစ်အဲ့လိုမျိုးလုပ်နေရတာပေါ့နော်ဥပမာပြောလို့ရှိရင်ကျွန်တော်တို့ဘောလုံးတွေကန်ကြရတယ် game တွေဆော်ကြတငယ်ချင်းတွေပဲတယောက်တည်းပဲအဲ့လိုမျိုးလုပ်ကြရတယ်ဆိုတော့ဒါတွေကကျွန်တော်တို့ကတော့ hobby တစ်ခုပဲpassion တစ်ခုဖြစ်မလားဘာလို့လဲဆိုတော့ကျွန်တော်ဒီအလုပ်ကိုအပြင်းပြေလုပ်တယ်ဒါပေမဲ့ဒီအလုပ်မှာဆရာထက်သန်လားဆိုတော့ဆရာမထက်သန်လားဘယ်လိုလဲဆိုတော့ကျွန်တော် game တွေဆော်ရပဲဒါပေမဲ့ကြာလာတဲ့ခါကျမှကျွန်တော်ပြင်းလာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုး passion နဲ့ hobby အဲ့လိုမျိုးပဲပါဟုတ်တယ်အဲ့လိုမျိုးပဲ passion နဲ့ hobby နဲ့အဲ့လိုပဲဗျာကျွန်တော်တို့ hobby ဆိုတာကျတော့ကိုပြင်းတဲ့အချိန်မှာလုပ်နေရတာတစ်ခုတက်လောက်ပဲဗျာကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုးဘယ်လိုပြောပကြီးဆွဲရတာတွေသချင်းဆွဲရတာတွေသဘောကျတယ်ဒါ hobby တက်ပဲဗျာကျွန်တော်ပြင်းလို့ရှိရင်ဒါတွေထားလုပ်လိုက်တာပဲ passion ကျတော့အဲ့လိုမဟုတ်ဘူးဗျာကိုယ်တိုင်ဒီအလုပ်ကြီးကိုအလုံးလုံးနေရတယ်ဗျာဒါပေမဲ့အလုံးလုံးနေရတယ်လို့မမြင်တော့ဘူးဗျာ passion ဆိုတဲ့အရာကြီးကိုပဲကိုကဒါကြီးကိုလုံးနေရရင်ပျော်နေဆိုတဲ့စိတ်ခံစားချက်ကိုပေးတဲ့အရာမျိုးတော့ထင်တယ်ဗျာဆိုတော့ဒီဝါသနာနဲ့ကိုကဒီမှာဝါသနာတစ်ခုရှိရပေါ့နော်ထားလိုက်ပါတော့ကျွန်တော်ဆိုလို့ရှိရင်ဒီ laptop နဲ့ဆော့နေရတာကိုကျွန်တော်ဝါသနာပါတယ်game နဲ့ဖြစ်တခြားကိစ္စတစ်ခုပဲလုံးနေရဖြစ် laptop နဲ့လုံးနေရတဲ့ဝါသနာတစ်ခုကျွန်တော်အဲ့ဒါကိုဝါသနာပါရပေါ့နော်ဒါပေမဲ့အဲ့ဝါသနာပါတာပဲဗျာကြီးလာလို့ရှိရင်အဲ့ဒါယူဘယ်လိုပြောမလဲကွာကျွန်တော်ကျတော့အဲ့လောက်ကိုဝါသနာဆက်ပါပဲမယ်တချို့လူတွေကျတော့အဲ့လိုမျိုးအလောက်ကိုဝါသနာဆက်ပါကြမှာပါလိမ့်မယ်ဗျာအဲ့ဒါကျတော့သိရမလားအတိတ်မှာကြံခဲ့တဲ့ fashion တွေလိုမျိုးဖြစ်သွားပြီဗျာအဲ့ဒါတကယ် fashion တကယ်ကိုစိတ်ဝင်စားတဲ့အရာကျတော့အဲ့လိုမဟုတ်ဘူးဗျာကိုကြီးသည့်အထိဗျာအမြဲတမ်းဆက်သွားနေတဲ့အရာမျိုးတစ်ခုဗျာအဲ့ဒါကိုကျွန်တော် fashion လို့ထင်တယ်ကျွန်တော်ဆိုလို့ရှိရင်လည်းရင်တော့ဒီတင်မောသားဖြစ်ချင်တယ်ပေါ့နော်ဒါ fashion အနေနဲ့ပေါ့နော်ကျွန်တော်အားစိတ်အားထက်သန်တယ်ကြီးလာလို့ရှိရင်ကျွန်တော်လုပ်မယ်ပေါ့ဒါပေမဲ့ကြီးလာတော့ဗာပြောင်းသွားလဲဆိုတော့ကျွန်တော်စက်တွေနဲ့ပတ်သက်ပြီးတော့ mechanic ပိုင်းမှာပေါ့ကျွန်တော်စိတ်အားထက်သန်လာတယ်အဲ့လိုမျိုးစက်ပစ္စည်းကိုပေါ့ပြင်ကြည့်ရတာပါအဲ့လိုမျိုးသဘောကျတယ်ဗျာဒီလုပ်နေရ enjoy ဖြစ်တယ်ဆိုတော့အခုထိလည်းကျွန်တော်အဲ့အတိုင်းပဲဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီ mechanic ပိုင်းကတော့ passion တစ်ခုလိုမျိုးအဲ့လိုမျိုးဖြစ်လာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းကျွန်တော်ကြီးလာတော့မှကိုသိလာကို passion ရှိရဆိုတော့ဒီလိုမျိုးလုပ်နေရ passion ရှိရဆိုတော့ဒီလိုသိလာတယ်ပေါ့နော်မြန်မင်းဆိုလို့ရှိရင်ဒီ mechanic ကိုသဘောကျကျွန်တော်ဆိုလို့ရှိရင်ဒီ laptop နဲ့ဆော့နေရသဘောကျတယ်အဲ့လိုမျိုးဘယ်လိုလဲ technology နဲ့ပတ်သက်တဲ့အရာတွေသဘောကျတယ်ဗျာဆိုတော့အဲ့မျိုးကျွန်တော်နဲ့မတူပါတခြားသူတွေလည်းရှိရဗျာကျွန်တော်တခြားသူတွေလည်းဘယ်လိုပြောမလဲကျွန်တော်ငယ်ချင်းတွေမှာဆိုလည်း fashion ကိုတကယ်သဘောကျတဲ့လူတွေရှိဗျာ fashion ဆိုလို့ရှိရင်သူရဲ့ဝတ်ပုံစားပုံသူရဲ့ဘယ်လို color combination တွေတောင်းမလဲဘယ်လိုမျိုးလူကြီးကောင်းဝတ်မလဲဘယ်လိုမျိုး eye catching ဖြစ်အောင်ဝတ်မလဲဆိုတော့အရာတွေသူစိတ်ဝင်စားတဲ့အရာတွေရှိဗျာဒါပေမဲ့အဲ့လိုမျိုးနယ်ပယ်တွေကအများကြီးပေါ့နော်နယ်ပယ်အများကြီးမှာ fashion တွေရှိလာတဲ့အခါမှာကျွန်တော်တို့ကကိုတကယ် career path လမ်းကြောင်းကိုရွေးချယ်ရတဲ့အခါမှာကျတော့အဲ့လိုမျိုးကက်ခဲကြုံတွေ့လာရတယ်ကိုဘာကိုရွေးရမလဲမသိတော့ဗျာကိုတကယ်စိတ်ဝင်စားတဲ့အရာကိုရွေးချယ်ဖို့အတွက်ကလည်း scope ကျင်းတဲ့အခါမှာကျွန်တော်တို့ရွေးချယ်စရာကြီးနည်းတယ်ဗျာကျွန်တော်တို့ကိုဝါသနာပါတဲ့ဟာပေါ်မှာမူတည်ပြီးတော့အလုပ်ရွေးချယ်တဲ့အခါမှာကျွန်တော်တို့အခက်အခဲတွေရှိမှာပဲပြောရတဲ့ fashion ဆိုကျွန်တော်တို့လည်း fashion စိတ်ဝင်စားတယ်ဒါပေမဲ့ fashion နဲ့ဘာလုပ်လို့ရလဲပေါ့ fashion ကိုအဲ့လိုမျိုးအကျယ်တဝင့်တင်ကြားတဲ့အကြောင်းလေးစပါးဆိုတာလည်းမရှိဘူးကျွန်တော်လေ့လာခြင်းတွေ YouTube တွေကလေ့လာလို့မှရှာ internet website တွေလေ့လာလို့ရမယ်ကျွန်တော်ဒီလောက်ပဲဆိုတော့ career အနေနဲ့ရွေးချယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အချိန်တွေကိုကြည့်ရသေးတယ်ပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲဒီ market ထဲမှာပေါ့နော်ဒီ fashion နဲ့ပတ်သက်ပြီးတော့ဘာလုပ်လို့ရမလဲဆိုတဲ့အချိန်တွေကိုကြည့်ရသေးတယ်ဟို designer ပဲလုပ်မလားပေါ့အဲ့လိုမျိုးဟာတွေကြောက်လဲတခြားနိုင်ငံတွေလောက်ကိုရီးယားတိတ်ပြီးတော့ market ကမရှိဘူးဆိုတော့ကျွန်တော်တို့career ရွေးချယ်တဲ့အခါမှာဒီ fashion ကိုစိတ်ဝင်စားတဲ့ fashion နဲ့လည်း
ကိုက်နေရမယ်ဆိုလို့ရှိရင်ကျွန်တော်ဥပမာပြောမလို့ရှိရင် business ဘိုင်းအောင်တွားလိုက်တာပဲဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့ business ကိုမှ management program တွေပါတက်ပြီးတော့ဗျာကျွန်တော်နောက်ပိုင်းမှာဒီ fashion နဲ့ပတ်သက်တဲ့ fashion brand တစ်ခုပေါ့နော်အဲ့လိုမျိုးကိုယ့်အနေနဲ့ entrepreneur တယောက်အနေနဲ့ဒီ fashion လောကတွေကို business man ရော fashion အနေနဲ့ရောဗျာအဲ့လိုမျိုးဝင်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်စဉ်းစားမိလို့ဘယ်လိုပြောမလဲ level နှစ်ခုကို match လုပ်ပြီးတော့ကို fashion ရှိရဲ့အရာတခု carrier အနေနဲ့ပြောင်းလဲလိုက်တဲ့ပုံစံမျိုးကျွန်တော်ကတော့အဲ့လိုပုံစံမျိုးကိုတော့သဘောကျတယ်ပေါ့နော်အဓိကလည်းအဲ့လိုပဲဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုတော့အခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ fashion မရှိတဲ့အလုပ်တွေကိုတကယ် fashion မရှိဘဲနဲ့လုပ်နေရတဲ့အလုပ်တွေကပေါ်လာပြီဗျာကိုကအဲ့လိုမျိုးတခြားတစ်ခုကိုစိတ်ဝင်စားတယ်ဒါပေမဲ့ကိုတက်နေရကြီးကတခြားတစ်ခုဗျာဆိုတော့အခါမှာကိုတကယ်အလုပ်လုပ်ရတဲ့အခါမှာကျတော့ဒီအဲ့အလုပ်ပေါ်မှာကိုယ့်ရဲ့စိတ်အားထက်သန်မှုမရှိတော့ဘူးဗျာဒီအလုပ်ကိုလုပ်နေရမှာပျော်တော့ဘူးဗျာ9 to 5လုပ်နေဆိုပို့ဆိုရဗျာကိုကနေတိုင်းရုံသွားမယ်ရုံတက်မယ်ပြန်မယ်ရုံသွားမယ်ရုံတက်အဲ့လိုမျိုးသဘောမျိုးပဲဗျာဆိုတော့ကိုလုံးနေရတဲ့အလုပ်ပေါ်မှာစိတ်ချမ်းသာမှုမရှိရတဲ့အခါမှာဗျာအဲ့လိုမျိုးဘယ်လိုပြောလုံးရတာမပြောတော့ဘူးဗျာဘဝကြီးအတိတ်ပဲမဲသလိုမျိုးဖြစ်လာပြီဗျာအဓိကကျွန်တော်တို့ရဲ့ passion ပေါ်မှာမူတည်ပြီးတော့ခါကြတော့ကိုယ့်ရဲ့ career ကို implement လုပ်ထပ်ဖို့အတွက်ပေါ့နော်ကိုစိတ်ဝင်စားတဲ့အရာပေါ်မှာဒီရဲ့ကိုလုံးနေတဲ့အလုပ်နဲ့ဘယ်လိုမျိုး match လုပ်မလဲဆိုတဲ့အရာတွေကအရန်ကိုဒီအရေးကြီးလာပြီပေါ့နော်ဆိုတော့ရွေးချယ်တဲ့အခါမှာဗျာဘယ်လိုပဲ combination လုပ်ဗျာအဆင်ပြေတယ်ဗျာကိုရွေးနေတဲ့ career နှစ်ခုပါဗျာမကိုက်ဘူးဆိုရင်တော့မှဗျာဘယ်လိုပဲ match လုပ်ဗျာလုပ်လို့ရတဲ့အနေထားရှိတယ်ဗျာဥပမာပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့space science ကိုစိတ်ဝင်စားတယ်တော့ science ဗျာဒါပေမဲ့ကိုကတကယ်တက်မှာကျတော့ programming language တွေကိုသင်တဲ့ဒီ computer science ကိုစိတ်ဝင်စားတယ်ဗျာဆိုတော့ science နယ်ပယ်ချင်းကတူတယ်ဗျာဒါပေမဲ့ space နဲ့computer နဲ့ကွာတယ်ဗျာဒါပေမဲ့အဲ့လိုမျိုးနှစ်ခုပေါ့ဗျာအဲ့လိုမျိုးတွဲလို့ရတယ်ဗျာဥမာထားရပါတော့ဒီ space မှာ NASA တို့ဒီ SpaceX တို့စသဖြင့် company မှာတော့ပြီးတော့ခါကျတော့ဒီ computer engineering အနေနဲ့တော့ပြီးတော့အလုပ်လုပ်တာမျိုးပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဝါသနာလည်းပါမယ်ကိုယ့်ရဲ့ career ပတ်လမ်းကြောင်းနဲ့လည်းကိုက်မယ်ဆိုတော့အဲ့လိုမျိုး match လုပ်လို့ရတဲ့အနေအထားရှိတယ်ဆိုတော့ဒီလုပ်တဲ့အခါမှာလည်းပေါ့နော်ကျွန်တော် passion ရှိတဲ့အလုပ်တစ်ခုလုပ်နေရတယ် passion မရှိတဲ့အလုပ်တစ်ခုလုပ်နေရတယ်ဒီဘာကွာခြားချက်ရှိမှလို့ထင်ဆန္ဒကျွန်တော်ပြောခဲ့သလိုပဲ fashion သိမလားပြင်းစရာအလုပ်ကြီးကိုလုပ်နေရတော့ဒီမှာတော့ကြိုက်မယ်လို့တော့မထင်ဘူးဗျာကိုသိမလားကိုကအဲ့ဒီအချိန်မှာတခြားတစ်ခုကိုလုပ်နေတဲ့အချိန်မှာကိုမလုပ်ချင်တဲ့အရာကြီးပဲလုပ်နေရဆိုလို့ရှိရင်ဒါကိုတက်လည်း productive မဖြစ်တော့ဘူးဗျာဒီရဲ့ကိုလုပ်နေတဲ့ company တော့ကြောက်လည်းအဆင်မပြေဘူးဗျာဆိုတော့ကျွန်တော်လည်းအဲ့လိုပါပဲဥပမာပြောလို့ရှိရင်ကျွန်တော်9 to 5လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြောလို့ရှိရင်ဒီအလုပ်ကိုက passion မရှိဘူးဆိုလို့ရှိရင်ဒီမနက်မိုးလေးနဲ့ရုံသွားအပြင်ရုံပြန်လာအပြင်နောက်နေ့လွတ်သွားတန်ရလူပဲလဲဒီမှာကိုအတွက်ကလည်းတိုးတက်မှုမရှိဘူးဗျာကိုအတွက်လည်းဒီပတ်စံရတာလွယ်တခြားဘာအကျိုးကျေးဇူးမှမရှိဘူးဗျာအဲ့လိုမျိုးတော့ထင်တယ်ဒါမှမဟုတ်ပဲနဲ့ passion ရှိရတဲ့ကိုလုံးနေမယ်ဆိုလို့ရှိရင်ကိုအတွက်က productivity လည်းတက်လာမယ် creativity လည်းတက်လာမယ်ဆိုတော့ကိုအတွက်ဘယ်လိုပြောရမလဲ idea တွေကွန်မြူလို့ကောင်းတယ်ဗျာဒီအလုပ်ထဲမှာဆိုလို့ရှိရင်ဒီကအလုပ်တစ်ခုဆိုတာတက်ကိုယ့်ရဲ့ဝါသနာတစ်ခုဖြစ်လာတယ်ဒီအလုပ်လုပ်နေရပျော်တယ်ကဆိုတော့ပတ်စံရတာတစ်ခုတည်းမဟုတ်တော့ဘူးဗျာဒီအလုပ်ကကိုယ့်အတွက်အများကြီးပို့ပြီးတော့ဒီတဲ့အလုပ်ဆိုတာတက်ပို့ပြီးတော့အဓိပ္ပာယ်ရှိတဲ့အရာတစ်ခုဖြစ်လာမယ်လို့ထင်အဲ့လိုမျိုးရွေးချယ်တဲ့အခါမှာလည်းကျွန်တော်တို့ရဲ့ fashion ကအရေးကြီးလာပြန်တော့ဗျာသိရမလားဟုတ်တယ်မလားကိုက career ကြီးပဲရွေးချယ်လိုက်တယ်ကိုတိုင်းဘာလဲဆိုတာလည်းမသိဘူးဆိုလို့ရှိရင်ဒါပြဿနာကြီးကြုံလာရောဗျာဆိုတော့ဒီလိုကျွန်တော်တို့ fashion ဆိုတာအရင်ဆုံးဘာလဲဆိုတော့နားလည်ဖို့လိုတယ်အဲ့ဒီ fashion မှာလိုက်ပြီးတော့ကျတော့ကို career ပတ်လမ်းကြောင်းကိုဒီလိုဆက်ပြီးတော့ရွေးချယ်မလဲဆိုတာကိုလည်းငါ plan တက်ဖို့လိုရပေါ့နော်ကိုက business တက်တယ်အစနာပြောလို့ကိုက business ကိုတက်တယ်ကိုတကယ်စိတ်ဝင်စားတာ fashion ဆိုအဲ့နှစ်ခုကိုတွဲပြီးတော့လုပ်လို့ရတဲ့ plan တွေအများကြီးဆွဲလို့ရတယ်ဆိုတော့အဲ့လိုမျိုးလုပ်လို့ရတဲ့ဆိုရဲအခြေအနေရှိရဗျာဒီလားဆိုတော့ကိုယ့်ရဲ့ passion နဲ့ကိုယ့်ရဲ့ဝါသနာနဲ့မကိုက်ဘူးလို့စိတ်ပူနေကြမလို့ဗျာအဓိကဒီမှာဆိုတော့ခုနကပြောလိုမျိုးကိုယ့်ရဲ့ passion တေချာမသိဘူးပေါ့အဲ့လိုမျိုးလူတွေကရှိရဗျာဒါပေမဲ့တချို့တွေကြတော့ဒီကိုအလုံးတစ်ခုလုံးနေနေမှာဒီအလုပ်ကိုကိုက passion ရှိလာတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဖြစ်နိုင်မလို့ထင်ရလားအဲ့ဒါတကယ်ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ fashion ဆိုတာကိုလုံးနေနေမှာတွေ့တဲ့အရာမျိုးလေဟုတ်တယ်မလားကိုမလုပ်ကြည့်ပဲနဲ့ဟာငါဒါရုပ်စိတ်ဝင်စားတယ်ဆိုဖြစ်နိုင်ဟုတ်တယ်မလားဟိုမှာကိုကတကယ်ဒါကိုတကယ်ထိတွေ့လိုက်ပြီးဒါကိုတကယ်ထိတွေ့လိုက်ပြီးဒါကိုတကယ်ကြိုက်တယ်ဆိုတဲ့အရာမျိုးမှလည်းကိုယ့်ရဲ့ passion ဖြစ်လာတာဗျာသိရမလားကိုကမမစမ်းမလုပ်ကြည့်ပဲနဲ့ဟာငါဒါရုပ်စိတ်ဝင်စားပါဘူးဆိုတဲ့ဟာမျိုးကျတော့သိရမလားတိတ်ပြီးအထိပ္ပယ်မရှိဘူးဗျာတချို့တွေဆိုလို့ရှိရင်တော့ရှိရပါဒီအလုံးမှာဥမာ computer science ကိုကဝါနာပါလို့စိတ်ဝင်စားလို့ဒီ computer science major ကိုယူလိုက်တယ်ဒါပေမဲ့ computer science major ပြီးသွားတဲ့အခါမှာကိုကဒီပြန်ပြီးတော့သူများတွေကိုသင်ပေးတဲ့အခါမှာကိုက lecturer တယောက်အနေနဲ့ပို့ပြီးတော့ဒီ passion ပိုရှိနေရပေါ့နော်ဆိုတော့ဒီလိုမျိုးတွေရတယ်ဗျာကျွန်တော်ပတ်ဝန်းကျင်မှာအဲ့လိုမျိုး
ရှိနေပေါ့ဒါကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဆိုတော့သူ့အနေနဲ့ဆိုလို့ရှိရင်ဒီ computer science သူတက်ထားတဲ့ပညာပဲဒါပေမဲ့သူဝါသနာပါ passion ရှိတယ်ဒီ lecturer တယောက်အနေနဲ့ပေါ့နော်အဲ့လိုမျိုးလောက်ကင်နေတဲ့လူတွေရှိနေပေါ့ဆိုတော့ဒါကလည်းဘယ်လိုပြောရမလဲပို့ပြီးတော့အဆင်ပြေတဲ့အခြေအနေတစ်ခုလို့တည်းဒီပေါ့အဲ့လိုမျိုး fashion ဆိုတဲ့အရာကိုဗျာကိုယ့်ရဲ့ career မှာဘယ်လို implement လုပ်မယ်ဆိုတဲ့အရာအဓိကပေးခြင်းတဲ့အရာပဲဗျာသိရမလားကိုကတကယ်ကိုတကယ်စိတ်ဝင်စားတဲ့အရာကိုလုံးမသာဒါတကယ်ကိုယ့်ရဲ့အလုံးမှာလည်းပျော်မှာဖြစ်တယ်ကိုယ့်ရဲ့ဘဝမှာလည်းဒါကိုယ့်ရဲ့စိတ်ဝင်စားတာကိုလုပ်ရတဲ့အတွက်ကြောင့်မလို့ကိုယ့်ဘဝလည်းဘယ်လိုပြောရမလဲဘောလူဖြစ်မရှုံးတော့ဘူးဗျာပြောချင်တာသိရမလားအဲ့လိုမျိုးမျိုးပေါ့ဆိုတော့ကျွန်တော်တို့အဓိကတော့ကိုယ့်ရဲ့ passion ကိုလည်းကိုယ်တည်တည်ချာချာတဲကိုယ်တည်ဖို့လိုတယ်လို့ကိုယ့်ရဲ့ passion ကိုတည်ပြီဆိုလို့ရှိရင်လည်းကိုယ်ရွေးချယ်တဲ့ career ကိုတည်တည်ချာချာကအဲ့လိုမျိုး view site နဲ့ရွေးချယ်ဖို့ကလိုရပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ပြောခဲ့ passion အကြောင်းတွေပေါ့နော်အများကြီးပဲကျွန်တော်ဝါသနာအကြောင်းတွေလည်းပြောခဲ့ကျွန်တော်တို့feel အကြောင်းတွေလည်းအများကြီးပြောခဲ့ဆိုတော့အဓိကတကယ်ပြောချင်တာကတော့ကျွန်တော်တို့ passion ဆိုတဲ့အရာပေါ့နော် passion ဆိုတဲ့အရာကိုကိုယ်တကယ် career ရွေးချယ်တဲ့အခါမှာဘယ်လိုမျိုးအသုံးချတတ်ဖို့ပေါ့နော်အသုံးချတတ်ဖို့ဆိုတဲ့ message ကိုပေးချင်တာပေါ့နော်ကျွန်တော်တို့passion ကိုလည်းကျွန်တော်တို့တေချာနားလည်ရမယ် career ကိုလည်းတေချာရွေးချယ်ရမယ်ပေါ့ဒါကတော့ brand အတွက်ရည်ကြီးတယ်ဒါမှပဲကိုယ်အနေနဲ့ကဒီ career ဝင်တဲ့အခါမှာကိုcareer ပေါ်မှာပေါ့ကိုယ့် career ပေါ်မှာကိုကျင်းနဲ့နှစ်သက်တဲ့လူတစ်ယောက်ဖြစ်လာမယ်လို့ထင်ပါတယ်